အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘန်ကောက်ဘလော့လေးအားလုံးကြိုဆိုလိုက်ပါရစေမနက်6:30လောက်ထားပြီးချင်းမိုင် bus terminal 3ကိုသွားဖို့ဘိုးငါပြီး9:30လောက် bus station ကိုရောက်ပါတယ်ဒါကတော့ထမင်းစားလက်မှတ်နဲ့ကားလက်မှတ်ပါဘတ်939ကျပါတယ်ကားကတော့8:30လောက်မှစထွက်ပါတယ်တောက်လျှောက်လမ်းမှာတော့တော်တော်လှပတဲ့ view တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ H-back ကားလည်းမစီးရတာကြာလို့တော်တော်လေးမှပျော်နေမိပါတယ်ဘာလို့ဆိုတော့ငယ်ဘွားကရခဲ့တဲ့အရာသာအတိုင်းပဲပေါ့နော်စီးရတဲ့အရာသာကတော့ထမင်းစားမဲ့နေရာလေးကိုရောက်ပါပြီသူပေးရခဲ့တဲ့လက်မှတ်နဲ့ထမင်းလေးတစ်ပွဲမှာစားလိုက်တယ်ဗျာဒါပေမဲ့နေတဲ့အတွက်တော့မဝါပါဘူးဒါနဲ့ coffee လေးတောက်ပြီးစီးလာလိုက်တာ8:30မှာမှငွေချစ် bus station ကိုရောက်တာဖြစ်ပါတယ်ပြီးရနဲ့တဲမဲ့စီသွားဖို့အတွက်ရထားလက်မှတ်လေးဖြတ်ပြီးတော့သွားပါတယ်ဘယ်ရင်းဆိုတဲ့နေရာမှာပါကဲဘယ်ရင်းလည်းရောက်ပြီးဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တဲမဲ့စီအထောက်ထားပြီးတော့ညသာသွားစားပါတယ်10 နာရီလောက်စီးခဲ့ရတယ်ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှပင်ပန်းနေပါပြီဒါနဲ့ဘန်ကောက်မြို့ရဲ့အလားအပါတွေကိုခံစားပြီးဒီနေ့တရက်တော့ကုံဆုံးသွားခဲ့တာဖြစ်ပါတယ်ဒုတိယနေ့မှာတော့မနက်စောစောဝရန်နာမှာဘယ်တွေသွားရမလဲဆိုတာတွေးနေရင်ဘိုက်စာလို့ဖန်ကိုလွမ်းလို့ဆိုတာနဲ့ဇွဲကပင်ဆိုင်မှာမနက်စာသွားစားခဲ့ပါတယ်ပြီးရနဲ့ကျွန်တော် Central Banner ကိုသွားဖို့အတွက်ပြင်ပါတယ်ဒီနားလေးမှာတော့ဒီ Central Banner အနီးဆုံးဆိုတဲ့အတွက်ကြောင့်မလို့ဘတ်စကားလေးနဲ့ပဲသွားခဲ့ပါတယ်ရောက်ပြီဆိုတာနဲ့ဒါ outfit လေးနည်းနည်းလေးချက်လိုက်တယ်ပေါ့နော်တကယ်ဘာဟုတ်နေ့လေသာစားဖို့အတွက်လက်လီပါလေးစီးတာပေါ့နော်နေ့လေသာကိုတော့ဝတ်သားကောင်းချင်းတုပ်လေးစားပါတယ်ပြီးတော့ကျွန်တော်ဒီသူတို့မှာနာမည်ကြီးတဲ့သခွားမွေးကြီးဖြော်ရည်တွေတောက်ကြည့်တာပေါ့နော်အရသာပေါ့ဆွတ်ဆွတ်နဲ့ကျွန်တော်ရေခဲကြီးလည်းများတယ်ဆိုတော့တိတ်တော့မတောက်နိုင်ခဲ့ပါဘူးဒီဝတ်သားကောင်းချင်းတုပ်ထဲမှာတော့မှုဝတ်သားနှစ်တရာစီဘဲဦးငံတို့ပါပါတယ်တော်တော်လေးကိုမှတထောက်စားရနဲ့ဤစိတ်ပြီးတော့အဲ့ပါငိုက်သွားရဲဆိုတဲ့အတွက်ကြောင့်လမ်းထားရှောက်အောင်မယ်ဆိုပြီးတော့ကျွန်တော်နည်းနည်းလေးဒါစတူဒီယို7ကိုသွားပြီးတော့တွက်ကြည့်ခဲ့ပါတယ်လမ်းလျှောက်ရင်းနဲ့ပေါ့နော်တနေ့ကိုဝယ်နိုင်ရမယ်ဆိုတဲ့အတွေးနဲ့ iPhone 17တွေကိုသွားကြည့်ခဲ့ပါတယ် orange အရောင်လေးကတော့မိုက်ဆုံးပေါ့နော်ဒါသူ့ဘေးနာဒါ blue လေးကလည်းတမျိုးပဲဗျလုံးဝ gentleman လို့ဆန်တယ်နံပါတ်လေးကလည်း70ဆိုတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုမှဆက်စီကြတယ်နံပါတ်ကလည်းလှတာပေါ့နော်ဒါကတော့ lavender အရောင်လေးပါပြီးရနဲ့ဒီနည်းနည်းလေးဒီခုမှပြန်ပြီးခစ်စားလာခဲ့တဲ့ iPhone Air လေးပပလေးနဲ့ဒါအမဲရောင်လေးပေါ့နော်သူ့ကင်မရာလေးနည်းနည်းလေးချက်ခဲ့ပါတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်ငယ်ဘွားကနိဗ္ဗာန်ဘုံတစ်ခုဖြစ်တဲ့ခွေဆိုင်မှာသွားပြီးတော့ခွေတွေသွားပြီးတော့လေးလာခဲ့ပါတယ်ပေါ့နော်တချို့ခွေတွေကတော့ဘတ်100ကျော်ပဲရှိပြီးတော့ကျွန်တော်တချို့ခွေတွေကဘတ်30ပဲရှိပါတယ်ဒီခွေဆိုရင်ဒါထိုင်းအတန်နဲ့ရုပ်ရှင်တွေပေါ့နော်အင်္ဂလိပ်ကားတွေကိုထိုင်းအတန်နဲ့ပြန်ပြီးပြောင်းလာတယ်ဆိုတဲ့အတွက်ကြောင့်သူကတော့ဈေးကတော့ပေါ်တယ်ဗျခွေကို30ပါပဲခွေလဲကြည့်ပြီးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော် DVD set တွေပါလည်းမရှိဘူးဆိုတဲ့အတွက်မဝယ်ခဲ့ပါဘူးကဲဘတ်ကားနဲ့ပြန်ပြီးတော့ခဏနားဖို့အတွက်ပြင်ဆင်နေပါတယ်ခဏနားပြီးဆိုတာနဲ့ကျွန်တော်ညဘက်ကိုထွက်ဖို့အတွက်
ပြင်ပါပြီညဘက်မှာတော့မြို့တွေဘက်ကိုသွားပြီးတော့လိုက်ပတ်ကြည့်မယ်ပေါ့နော်အရင်ဆုံးကတော့ဒါယထာလက်မှတ်လေးဖြတ်ပြီးတော့သွားမှာဖြစ်ပါတယ်ပြီးဆိုတော့မြို့ပတဲ့ဟိုတယ်အောက်ကနေရာလေးမှာသွားပြီးတော့ဘလုံးဝဲကြည့်ရင်နေရင်းနဲ့ကျွန်တော်မြန်မာ crazy ဖြစ်တယ်ဆိုတာနဲ့ Gentle Monster ဘက်ကိုသွားပြီးတော့လေ့လာခဲ့ပါတယ်ပြီးဆိုတော့ねတုံရန်ခောက်ဆွဲလေးတစ်ပွဲမှာစားပြီးတော့အိမ်ပြန်ခဲ့ပါတယ်ဒီနေ့ကတော့ဒီလောက်ပါဗျတတိယနေ့လေးကတော့ညဘက်ပဲသွားလေဖြစ်ခဲ့ပါတယ် CM နားကပေါ့မတ်မှာအယုတ်လေးသွားပြီးတော့ဝင်ကြည့်ခဲ့ပါတယ်ပြီးဆိုတာနဲ့ဘန်ကောက်မြို့ရဲ့ညဘက်အလားအပတွေကိုခန်းစားဖို့အတွက်လေသွားစီခဲ့ပါတယ်မိုးမြော်တိုက်ကြီးတွေ shopping mall တွေနဲ့အတူတူမီးအောင်ဆောင်တွေကြားထဲမှာတွေးတွေနဲ့မျောလွှင့်ရင်းစိတ်ကူးထဲမှာပျော်နေမိပါတယ်နောက်ပြီးကျွန်တော်ခြားရဟတ်တွေစီးရင်မူးနေမလားဆိုပြီးတော့ပါတွေးနေခဲ့မိတာပေါ့နော်ဒီလေးကိုကျွန်တော်အလကားစီးလိုက်ရပါတယ်ဘာလို့လဲဆိုတော့ပတ်စံမပေးလိုက်ရလို့ပါပထမအဆုံးဘန်ကောက်မှာနေပြီးအလကားစီးဦးတာဒီလေပဲဖြစ်ပါတယ်ဗောနော်ဘာမှတော့မသိသူတို့ခေါ်လို့လားကျွန်တော်လိုက်လာပြီးတော့အလကားစီးလိုက်ရပါတယ်ဒီလေကတော့ပြီးရတဲ့နေရာဆိုဝင်ပတ်ပြီးတော့ကျွန်တော်တရုတ်တန်းကိုသွားခဲ့ပါတယ်တရုတ်တန်းသွားပြီးတော့ညဘက်ကိုစောစောပဲပြန်ခဲ့ပါတယ်ပြီးဆိုတာနဲ့နောက်နေ့မနေ့ရောက်တော့ချင်းမိုင်ကိုပြန်ပါပြီကျွန်တော် vlog လေးရတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်